ခုကျွန်တော်တို့ဒီညမှာပေါ့နော်ဈေးအရန်ကြနေတယ်ကျွန်တော်တို့ခုလိုမျိုးဈေးကြတဲ့အချိန်မှာကျွန်တော်ဒီဘိုင်ဘက်မှာကျွန်တော်တို့ဒီစပေါ့မှာကျွန်တော်တို့ဒီစပေါ့မှာခုလိုမျိုးဈေးကြတဲ့အခါမှာဈေးကြတိုင်းကိုကျွန်တော်တို့ကလိုက်ဝယ်မယ်လိုက်ဝယ်ပြီးကျွန်တော်အမြတ်ကြားတိုင်းဝယ်ပြီးကြားတိုင်းဈေးကြားတိုင်းကိုကျွန်တော်တို့ကအမြတ်ရအောင်ဘယ်လိုရှားမလဲဆိုတာဒီနေ့ဗီဒီယိုမှာကျွန်တော်အသေးသေးရှင်းပြပေးမယ်နော်ခုဆိုရင်ကျွန်တော်ဒီမှာတော့ကျွန်တော်ဘာနာမှာဈေးကြနေတယ်ကျွန်တော်ပြန်ပြမယ်နော်ကျွန်တော်ဒီဘိုင်ပစ်ထဲကိုဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘိုင်ပစ်ထဲမှာကျွန်တော်တို့ဒီဗီဒီယိုကတော့ကျွန်တော်အရင်ဗီဒီယိုကြည့်ဦးတဲ့သူတွေကတန်းသိမယ်ပေါ့နော်အဲ့မှာကျွန်တော်ဒီဈေးကြတဲ့အချိန်မှာကျွန်တော်တို့ကြားတိုင်းကျွန်တော်လိုက်ဝယ်မယ်ကြားတိုင်းလိုက်ဝယ်ပြီးကျွန်တော်တို့အမြတ်ငွေရှာမယ်ပေါ့နော်ရှာမယ်ဆိုကျွန်တော်မထွေးတင်းထဲမှာကျွန်တော်ဒီထွေးတင်းအကောင့်ထဲမှာကျွန်တော်ဘာနာကိုကျွန်တော်ဝယ်ထားတယ်ပေါ့နော်ဈေးကြနေကျွန်တော်ဝယ်ထားတာကကျွန်တော်$58 $58 $9 လောက်ကျွန်တော်ဝယ်ထားတယ်ခုကျွန်တော်$56ဆိုကျွန်တော်ဒီ$3 $4 လောက်ကျွန်တော်ဈေးကြနေပေါ့နော်ကျွန်တော်တို့ဒီခုကျွန်တော်တို့မှာထွက်အောင်နေလိုက်မယ်ထွက်မှာခုစပေါ့မှာကျွန်တော်15မိနစ်တိုင်းဖိနေကျွန်တော်ကထွေးထားပါတော့ကျွန်တော်ကဒီ daily ထွေးတယ်ကျွန်တော်ရက်ပိုင်းမှာထွေးတယ်ပေါ့နော်15မိနစ်တိုင်းဖိနေထွေးတယ်ခုဆိုရင်ကျွန်တော်တို့ဒီမှာဒီအတန်းလေးကိုကျွန်တော်ဆွဲထားတဲ့အတန်းလေးပေါ့နော်ဒီ technical analysis ကျွန်တော်ဒီဇုံလေးတွေရွေးထားတယ်ပေါ့နော်ဒီဇုံရွေးလေးတွေကိုကျွန်တော်အရင်ဗီဒီယိုလေးမှာကျွန်တော်တင်ပြထားတဲ့အခြေခံဒီဇုံလေးနဲ့ကျွန်တော်ဘယ်လိုအရောင်းဝယ်လုပ်ရလဲဆိုတော့အသေးသေးရှင်းပြထားပြီးသားနော်ခုဆိုရင်ကျွန်တော်ဝယ်ခဲ့တာကဒီမှာနော်ကျွန်တော်ဝယ်ခဲ့တာပြန်ပြမယ်ကျွန်တော်ဝယ်ခဲ့တာကခုဆိုဘယ်လောက်ဈေးကျနေလဲဆိုတော့ကျွန်တော်ဇုံလေးတွေကျွန်တော်တိုင်းထားကျွန်တော်ဒီမှာဝယ်ခဲ့တယ်နော်ကျွန်တော်မနေ့ကဒီမှာဝယ်ခဲ့တယ်ဒီမှာဝယ်တဲ့မှာဘီဆိုတဲ့ဟာလေးကျွန်တော်ဝယ်ခဲ့တာတော့မှချက်ပြရမယ်နော်ဒီနေ့ကဆွဲပြလိုက်မယ်ဘီနော်ဘီဆိုတဲ့ဟာကလေးကကျွန်တော်ဝယ်ခဲ့တဲ့ဈေးပေါ့နော်အဲ့ဒီဈေးကကျွန်တော်ဝယ်ခဲ့တဲ့ဈေးက19.18နော်ကျွန်တော်အဲ့ဒီဈေးမှာကျွန်တော်ဝယ်ခဲ့တယ်ကျွန်တော်ဝယ်လဲပြီးကိုသူကဈေးကကျွန်တော်ဒီမှာလောက်ကလေးထောင်းတက်လာနော်ဒီ19.8နှစ်ထိဈေးပြန်တက်လာတယ်ဗောနော်အဲ့တက်လာတဲ့အချိန်မှာကျွန်တော်ကဒီအဲ့လောက်တက်လာကျွန်တော်မရောင်းသေးဘူးကျွန်တော်ထပ်ကိုင်းထားတယ်ဒီစက်တောင်ဗောနော်ကျွန်တော်ကိုင်းထားကျွန်တော်အမြတ်ငွေမယူသေးကျွန်တော်ဒီလောက်မှကျွန်တော်ဒီထိတ်လောက်မှကျွန်တော်ယူမယ်ဆိုကျွန်တော်ရောင်းထုတ်မယ်ဗောနော်ကျွန်တော်အမြတ်ငွေယူမယ်ဆိုကျွန်တော်ထားတာဒါမှကျွန်တော်ဈေးကသူကပြန်ကျလာတယ်နော်ပြန်ကျလာတဲ့ခါကျတော့ကျွန်တော်တို့ကျလာတဲ့ခါကျကျွန်တော်တို့ရဲ့ဒီဝယ်ထားတဲ့ငွေရော့သွားတယ်ဗောနော်ဒီကျသွားတော့ကျွန်တော်တို့ရှုံးတော့မရှုံးဘူးကျွန်တော်တို့ကဒီစပေါ့မှာထွေးတယ်ကိုကျွန်တော်တို့ကဒီကွိုင်ကိုင်းထားသူကျွန်တော်တို့ကပတ်စံကမဆုံးရှုံးဘူးကျွန်တော်ဒီဈေးတက်တဲ့အထိကျွန်တော်ပြန်ဆောက်မှာဆိုကျွန်တော်မဆုံးရှုံးဘူးနော်ခုလိုမျိုးကျသွားပြီဆိုကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျသွားလေကျွန်တော်တို့ကထပ်ဝယ်ပြီဗောနော်ခုလိုကျသွားပြီဒီအတန်းကိုကျသွားတော့ခုဆိုဒီအတန်းကိုထိပဲဗောနော်ဒီအတန်းကိုထိတဲ့အချိန်မှာဒီဒုတိယအတန်းမှာဒုတိယဇုံမှာထိသွားတဲ့အချိန်မှာကျွန်တော်ကဒီနေ့မှာတစ်ခါထပ်ပြီးကျွန်တော်ထပ်ဝယ်တယ်ထပ်ပန်ရတယ်ဗောနော်ကျတိုင်းလိုက်ဝယ်မယ်ကျတိုင်းလိုက်ဝယ်ကျွန်တော်အမြတ်ငွေရှာဗောနော်လိုက်ကျွန်တော်ထပ်ပြီးကျွန်တော်ဒေါ်လာထပ်ပြီးသွင်းပြီးကျွန်တော်ထပ်ပြီးတော့ဒီမှာဒီတိုင်းမှာကျွန်တော်ထပ်ပြီးကျွန်တော်ဝယ်လိုက်တယ်ဒီမှာဝယ်ခဲ့တဲ့ဟာကဒီမှာကြက်ဒီစီကြလာခါမှာကျွန်တော်ဒီမှာထပ်ပြီးတစ်ခါဝယ်တယ်ခုအားနေတစ်ခါထပ်ပြီးတော့သူကပြန်ကြလာတယ်နော်ဈေးနောက်ဆုံးကိုကြလာနော်ကြလာခါကျဒီနေရာမှာကျွန်တော်ထပ်ပြီးတစ်ခါထပ်ပြီးခုထပ်ဝယ်ထားတယ်နော်ကျွန်တော်3ချိန်ကျွန်တော်ထပ်ဝယ်ထားတယ်ခုနဲ့ထပ်ကြအောင်ကြရင်ထပ်ကြလိုက်ကျွန်တော်ထပ်လိုက်ဝယ်မယ်နော်ကြားတိုင်းဝယ်ဗျကြားတိုင်းဝယ်ကျွန်တော်ဒီမှာခုကြတဲ့ခါဒီမှာကျွန်တော်ဝယ်လိုက်မယ်ဆိုလို့ရှိရင်ဒီနော်ကျွန်တော်ခုကျွန်တော်ဒီမှာ30နီးကြခဲ့မှာကြားတိုင်းကျွန်တော်လိုက်ဝယ်မယ်ဒီပထမတစ်ခါမှာကျွန်တော်တို့ကဝယ်ခဲ့တဲ့အခါမှာကျွန်တော်တို့ကတုံငင်ကကျွန်တော်ဒီဝယ်ခဲ့တဲ့ကွိုင်ထက်နော်ဒီလိုမျိုးဈေးကျသွားပြီဆိုရင်ကျွန်တော်တို့ကနောက်ဒီအောက်လောက်မှာဝယ်ခဲ့တဲ့ကွိုင်ကပို့ပြီးကျွန်တော်တို့သူ့ရဲ့ဒီဘာနာကွိုင်တွေကျွန်တော်တို့တုံငင်တွေပို့ပြီးရတယ်သူ့ရဲ့ကွိုင်တွေသူ့ရဲ့ကျွန်တော်တို့ပစ္စည်းကိုကျွန်တော်တို့ပို့ပြီးတော့ရရှိတယ်ပေါ့နော်ဒီထိကျသွားခါကျကျွန်တော်တို့ဒီအောက်လောက်မှာဝယ်လို့ရှိရင်ကျွန်တော်အပေါ်မှာဝယ်ခဲ့တဲ့ကျွန်တော်တို့ရခဲ့တဲ့တုံငင်ပမာဏထားကိုကျွန်တော်တို့ကသူ့ရဲ့ပစ္စည်းကိုသူ့ရဲ့တုံငင်တန်ဖို့ကျွန်တော်တို့ကပို့ပြီးတော့ပို့ရဈေးကြတွေသူ့ရဲ့ပစ္စည်းတုံငင်ကွိုင်တွေပို့များရတယ်ပေါ့နော်အခုထက်ကြတယ်ဒီမှာထက်ကြလို့ရှိရင်ဒီမှာရခဲ့တဲ့ကျွန်တော်တို့ဥပမာကျွန်တော်တို့ကစတက်လာနဲ့ဝယ်ခဲ့တယ်ဆိုလို့ရှိရင်ဒီနေရာမှာဝယ်ခဲ့တယ်ဆိုရင်စတက်လာကိုဒီနေရာမှာကျွန်တော်တို့က3ကွိုင်ရခဲ့ဆိုရင်ကျွန်တော်ဒီလောက်ကြသွားဆိုရင်ဒီမှာဒီကြသွားဆိုရင်ဒီမှာကျွန်တော်တို့ကစတက်လာထပ်ဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ဒီ9ကွိုင်လောက်ထပ်ပြီးကျွန်တော်တို့သူ့ရဲ့ကွိုင်ကိုထပ်ရရပါတော့ကွိုင်ဈေးကြတွေသူ့ရဲ့ကွိုင်များရတယ်နော်အဲ့ခါမှာကျွန်တော်တို့ကကြားတိုင်းလိုက်ဝယ်မယ်အခုလိုကြားတိုင်းကြားပြီဆိုတော့ကျွန်တော်ငါရှုံးပြီလို့မထင်နဲ့နော်ကြားလေကျွန်တော်တို့ကကိုယ်မှာပတ်စံရှိထားဖို့လိုတယ်စပေါ့မှာများမြတ်ချင်းများကျွန်တော်တို့ချမ်းသာခြင်းတော့ကျွန်တော်တို့များမြတ်ချင်းကျွန်တော်တို့မှာအရင်ဝေကျွန်တော်တို့ဒီဖိတ်ဖို့တကူများကင်ထားဖို့လိုတယ်ကျွန်တော်တပုံနဲ့တခါတည်းကျွန်တော်တို့မဝယ်နဲ့ပေါ့နော်ခွက်ပြီးခုလိုမျိုးကျွန်တော်ခွက်ပြီးဝယ်ကျွန်တော်တို့ကဖိတ်ဖို့တကူကျွန်တော်တို့ကဒီပတ်စံကတော့ရှိထားဖို့လိုတယ်စောင်းထားဖို့လိုတယ်ပေါ့နော်အခုလိုမျိုးဈေးကြတဲ့ခါမှာကျွန်တော်တို့ကပြန်ပြီးတော့လိုက်ဝယ်ဖို့တကူအမြတ်ငွေရဖို့တကူလိုက်ဝယ်ဖို့တကူကျွန်တော်တို့ကငွေရှိထားဖို့လိုတယ်ပေါ့နော်ခုကျွန်တော်ဒီမှာဝယ်ခဲ့တယ်ကြာလာတယ်ဒီမှာထပ်ဝယ်တယ်ဒီမှာထပ်ကြာလာတယ်ဒီအတန်းမှာကျွန်တော်ထပ်ပြီးကျွန်တော်ဖိုင်းထားတယ်ခုထပ်ကြာရင်ဒီထပ်ကြာရင်ကျွန်တော်ထပ်ပြီးတော့ဘန်အောင်မယ်ပေါ့နော်ဝယ်အောင်မယ်ဝယ်တဲ့ခါကျရင်အခုအဲ့လိုဝယ်လိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီကြာလာပြီလောက်ထိကြာလာတဲ့ဟာကကြတော့
ကြလာတဲ့ကောင်ကဒီကိုပြန်တက်လာမှဆိုလို့ရှိရင်အပေါ်ပြန်တက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီအောက်မှာဝယ်ခဲ့တဲ့ဟာတွေကကျွန်တော်တို့ညက်သွားပြီညက်သွားတဲ့အပြင်ကျွန်တော်ဒီဒုတိယမှာဒီဝယ်ခဲ့တဲ့ငွေနဲ့နော်ဒီအောက်မှာဝယ်ခဲ့တဲ့ငွေနဲ့ကကျွန်တော်တို့ဒီလောက်ထိဒီလောက်ကျွန်တော်ဒီအတန်းလောက်ထိပြန်တက်လာပြီဆိုတော့ကျွန်တော်တို့ကကြီးသွားပြီနော်ကြီးသွားပြီပြီးဒီတော့တက်လာမှဆိုကျွန်တော်တို့ကတစားမြက်လာပြီဒီအစားလုံးကျွန်တော်စပြီးတော့ကျွန်တော်တို့ဝယ်ခဲ့တဲ့ဒီနော်ဒီစပြီးကျွန်တော်ဝယ်ခဲ့တဲ့ဒီနေရာကိုရောက်လာပြီဆိုလို့ရှိရင်အဲ့ဒီပြန်တက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအများကြီးမြက်နေဘူးနော်ရောက်ပြီးရောက်ပြီးတဲ့ခါကျရင်အောက်ရောက်သွားပြီဆိုရင်ကျွန်တော်တို့ဒီအောက်မှာဈေးကြားတိုင်းမှာကျွန်တော်တို့ဒီအောက်ကြားတိုင်းမှာဝယ်ခဲ့တဲ့ကျွန်တော်တို့ရဲ့ငွေတွေအရင်ငွေတွေကဒီကျွန်တော်တို့ပထမဝယ်ခဲ့တဲ့နေရာထိဈေးကပြန်တက်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီအောက်မှာဝယ်ခဲ့တဲ့မှန်တယ်ခဏများကျွန်တော်တို့ကအများကြီးအကုန်လုံးအမျက်တွေနဲ့ကျွန်တော်တို့ပြန်ပြီးတော့ရရှိလာဖြစ်တယ်အများကြီးမြက်တွေပေါ့ကျွန်တော်တို့များဝယ်တွေများမြက်လာလိမ့်မယ်နော်မြက်လာလိမ့်ပြီးကျွန်တော်ဒီမှာဒီပေါ်ထပ်ပြီးတက်လာမယ်ဆိုဒီကျွန်တော်ဒီနေရာပေါ့နော်ဒီဟိုနေ့ဒီတက်ခဲ့တဲ့ဒီနေရာကိုပြန်တက်လာဖို့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတိုင်းမသိဘူးเนาะကျွန်တော်တို့အများကြီးမြက်မှာဖြစ်တယ်โอเคစပေါ်မှာအခုလိုမျိုးကျွန်တော်တို့ကဈေးကြတိုင်းကိုကျွန်တော်တို့ကကြတိုင်းဝယ်ပြီးတော့ကျွန်တော်အမျက်ငွေရှာလို့ရတယ်เนาะကြလည်းပဲပူတယ်မလို့ကျွန်တော်စပေါ်ကဖူးချလို့မဟုတ်ဘူးဆုံးရှုံးမှုမရှိဘူးเนาะကိုကျွန်တော်တို့ဒီမယောင်းမချင်းကျွန်တော်တို့ပတ်စံမဆုံးရှုံးဘူးဈေးကြသွားတဲ့အခါမှာကျွန်တော်တို့ပတ်စံကကျွန်တော်တို့ဒီရော့သွားတာပဲရှိရင်เนาะသူ့ရဲ့ကွိုင်တန်မှုကဈေးကြလို့ဘုလို့မကြတဲ့အခါကျတော့ကျွန်တော်တို့ဒေါ်လာ100ဆိုလို့ရှိရင်ဒေါ်လာ80 90တို့ကျွန်တော်เนาะရော့သွားတာမျိုးရှိတယ်ဒါမှပြပူရမလို့ဘူးဈေးပြန်တက်လာတဲ့ခါကျရင်ကျွန်တော်တို့အဲ့ဒီပတ်စံကဒေါ်လာ100ကနေဒေါ်လာ1000လောက်ဖြစ်သွားနိုင်တယ်နော်တက်လာနိုင်တယ်โอเคခုလိုမျိုးကျွန်တော်ကြားတိုင်းကိုတတ်မှတ်ထားခုကျွန်တော်အရင်ဗီဒီယိုတွေမှာသင်ခန်းစာတွေမှာကျွန်တော်သင်ပေးခဲ့တယ်ထွေးတင်းနဲ့ပတ်သက်ပြီးတော့ဒီဇုံလေးတွေတိုင်းတာပြီးနော်technical analysis တိုင်းတာနေဇုံလေးတွေကျွန်တော်ရေးဆွဲမယ်ဇုံလေးမှာကျွန်တော်အယောင်းဝယ်လုပ်မယ်လုပ်တဲ့ခါမှာအဲ့ဇုံလေးဖောက်ပြီးခုလိုမျိုးထောင်းပြီးတော့အကုန်ထိုးကြတဲ့ခါမှာကျွန်တော်တို့ကကြားတိုင်းကိုလိုက်ဝယ်မယ်လိုက်ဝယ်ခါကျကိုတတ်မှတ်ထားတဲ့ဇုံတွေကိုကြောလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအထက်မှာဝယ်ခဲ့တဲ့ဟာတွေအောက်မှာအထက်မှာဝယ်ခဲ့တဲ့နေရာထိပြန်ပြီးတက်လာမယ်ဆိုတော့ဒီအောက်မှာကျွန်တော်တို့ကကြားတိုင်းလိုက်ဝယ်ခဲ့တဲ့ဟာတွေအားလုံးကအကုန်လုံးအမျက်တင်နေကြီးကျွန်တော်တို့ကရရှိပြီးတော့ဒီမှာဒီအထက်ကစဝယ်ခဲ့တဲ့ဟာကထပ်ပြီးကြောသွားမယ်ဆိုကျွန်တော်တို့ကအစားပေါင်းများစွာကျွန်တော်တို့ကအမျက်ငွေအများကြီးကျွန်တော်တို့ရရှိကြဖြစ်တယ်နော်ဒါကကျွန်တော်ခု daily နဲ့ထွေတယ်ကျွန်တော်ဒီ15မိနစ်တိုင်းဖွင့်နေကျွန်တော်ဒီအတိုင်းရဲ့ဒီအတုံးဒီကန်နယ်တစ်ခုရဲ့ဒီအတုံးလေးတစ်တုံးကကြာချိန်က15မိနစ်ပဲကြာတယ်15မိနစ်ဆိုရင်တိုင်းပြောင်းနေပေါ့နော်ကျွန်တော်အဲ့လိုမျိုး15မိနစ်နဲ့ပဲကျွန်တော်ထွက်ပြီးကျွန်တော်အမျက်ငွေယူတယ်ပေါ့နော်ကျွန်တော်ဒီဒေါ်လာ3,500ဒေါ်လာ1000လောက်ထွက်တဲ့သူဆိုလို့ရှိရင်တရက်ကိုခုလိုမျိုးကျွန်တော်တို့15မိနစ်တိုင်းဝင်နေကျွန်တော်ဒီ daily ပေါ့နော်ကျွန်တော်ဒီမိနစ်နဲ့ကျွန်တော်ထွက်လို့ရှိရင်ကိုဝယ်ထားတဲ့ဘိုင်းထားတဲ့နေရာနဲ့ဒီလောက်ခွေးတက်ရုံလေးနဲ့မိတ်ဆွေတို့ဒေါ်လာ4560ဒေါ်လာ200 300နဲ့ကျွန်တော်တို့အတားရမြက်တယ်ကိုမှကိုကဒီဒေါ်လာ1000လောက်ထွက်တယ်ဆိုရင်တော့ကိုယ့်ရဲ့ငွေများတယ်လို့ကျွန်တော်ဒေါ်လာရတိုင်း1000ရှိပြီကျွန်တော်တို့ကအမျက်ငွေနိုင်ပိုင်းနဲ့ကိုနော်ကျွန်တော်တို့ရရှိတဲ့ဖြစ်တယ်ဒါကအဲ့လိုမျိုးများမြတ်ဖို့ဆိုတဲ့ကကိုကများဝယ်နိုင်မှာပေါ့နော်များစပေါ်မှာများထွေးနိုင်လေများမြတ်လေးပေါ့နော်ကိုက$10 $15လောက်လေးနဲ့ထွေးနေကျွန်တော်တို့$1 $2 လောက်ပဲမြတ်မှာပေါ့နော်ဘာလို့ကိုကအရင်ဝင်နေတာယူပြန်နော်ကျွန်တော်ကတော့ကြားတိုင်းကျွန်တော်လိုက်ဝယ်တယ်ကျွန်တော်ဒီတစ်ခါဝယ်ကျွန်တော်ဒီ30 50နော်ဒေါ်လာ30 50 60 90ကျွန်တော်အဲ့လိုကျွန်တော်လိုက်ပြီးတော့ဘိုင်းနေပေါ့နော်โอเคခုဆိုရင်သူဒီရက်နဲ့ခုပြန်တက်လာနော်ဒီကြီးကြပါသူ16.04ခွန်3ညနေပြီးတော့အထိကြပြီခုပြန်နေနော်ပြန်တက်လာတယ်နော်ဒီမှာ16.1နော်တစ်ကနေခုပြန်တက်လာနော်အထိပြန်ရောက်နေဒီချိန်မှာတော့အရန်ကိုဝယ်တဲ့နေချိန်မနော်ဝယ်တဲ့နေချိန်ဒါဝယ်တဲ့နေချိန်ဒီချိန်ကဘာနေနေချိန်မနော်ဒီချိန်ကဝယ်လိုက်ရင်ပြန်တက်လာပြီဆိုကျွန်တော်တို့ကအမျက်ငွေအများကြီးရပြီနော်ကျွန်တော်ဆိုရင်ဒီမှာကြားတိုင်းလိုက်ဝယ်ထားတယ်ဒီမှာကျွန်တော်ဝယ်ခဲ့တယ်ဒီမှာဝယ်ခဲ့တယ်ဒီမှာဘီဆိုတာကကျွန်တော်ဝယ်ခဲ့ဟာဒီမှာလည်းဝယ်ခဲ့တယ်ဒီမှာလည်းဝယ်ခဲ့တယ်နော်ကျွန်တော်ဝယ်ခဲ့တယ်ဒီမှာလည်းကျွန်တော်ဝယ်မယ်နော်โอเคဒီမှာကျွန်တော်အားနဲ့မှတင်ထားနော်အတုံးနဲ့တင်ထားတာဒီအတုံးနဲ့တင်ပြီးတော့ကျွန်တော်တင်ပေးထားတယ်စောစောကကျွန်တော်ဒီ fan လေးမှာကကျွန်တော်စောစောကဘိုင်ဘစ်ကနေပြီးတော့ free ရတဲ့ရှာလို့ရတဲ့ဒေါ်လာပေါ့နော်သူ့ရဲ့အဲ့တော့ coin ဒါကသူဒီ listing လုပ်ပြီးဆိုကျွန်တော်ဒီ coin တစ်ခါရောင်းထားလို့ရမယ်နော်